သာသနာ့အရေးနိုင်ငံအရေးတွေမှာမှန်တယ်ထင်ရင်ဘယင်းကိုတောင်ကလော်တုတ်တတ်တဲ့ဗမောဆရာတော်ရဲ့အကြောင်းကိုဖတ်ပြပေးနေတာဖြစ်ပါတယ်။ရှေ့မှာတော့အပိုင်း1ပုံစံမျိုးဖတ်ပြထားပြီးဖြစ်ပါတယ်။ခုတော့အပိုင်း2လို့ဆိုရမှာပေါ့ဗျာ။နောက်မှာပဲတစုတစည်းပဲပြန်လဲဗီဒီယိုပြဆက်ပေးမှာဖြစ်ပါတယ်။ကဲစကြရအောင်ဗျ။ဗမောဆရာတော်ကိုဘာကြောင့်အရေးယူပြီးဗမောကိုပို့ရတယ်မင်းတို့မင်းတရာကြီးသည်သာသနာရေးဘက်တွင်၎င်းပညာရှိများကိုစိကပ်ကိုးကွယ်မှုတွင်၎င်းအလွန်ကြီးကျူးွယ်သောမင်းတစ်ပါးပင်ဖြစ်သည်ဗမောဆရာတော်နှင့်မင်းတို့သည်တတ်တော်မတိမ်မြင်ရှိကြလေသည်ဗမောဆရာတော်1168 1239မင်းတို့1186 1284တို့ဖြစ်ကြသည်1241တို့ဖြစ်ကြသည်မင်းတို့သည်ဗမောဆရာတော်ဤအကြောင်းကိုငယ်သည့်အစဉ်သည်ဖြစ်သည်နောင်တော်ပကံမင်းလက်ထက်သာနာပိုင်ဆရာတော်ဘုရားဤဖြတ်ထုံးရေးရဟန်းစာစုရဟန်းဖြစ်၍ဗမောဆရာတော်သည်ရဟန်းပြုဝါပင်ထူးခြားသောပုဂ္ဂိုလ်ဖြစ်၍ထင်ရှားသောကိုယ်တော်ဖြစ်ရသည်မှာမလွယ်ပေဗမောဆရာတော်ဤတိကျပြတ်သားသောစန့်ကျင်တတ်သောသဘောကြောင့်သူတို့မှာဆရာတော်များအဖွဲ့တွင်မထည့်သွင်းဝင်ရတာမထည့်သွင်းခြင်းဖြစ်ပေလိမ့်မည်ဗမောဆရာတော်အာကိုမှုဗမောဆရာတော်အပေါ်တိခံမှုတို့ကိုကြည့်ရှုလျက်ဗမောဆရာတော်ကကိုရေးကိုရာလူဝဖုန်ကြီးဤအတ္တများဟူ၍ပြစ်နစ်ဆိုလိုက်ခြင်းကိုပြုံးကြီးသာခံခဲ့သည်လွတ်တော်ဝန်ကြီးများဂျိုကျိုးနှစ်ရက်ပဲ့များဖြစ်အဖြစ်ဖော်ထုတ်မှုတွင်၎င်းတာနာပိုင်ဆရာတော်များကိုပြည့်ရည်ပြုခြင်းတွင်၎င်းမင်းတို့သည်ခမစိတ်နေခဲ့ခြင်းဗမောဆရာတော်အားကိုးကွယ်ခြင်းစိကပ်ခြင်းမလျော့အားကြောင့်ကိုထောင်၍တည်တာပေသည်အဘဲကြောင့်ဗမောသူပို့ရသည်တို့ပြလျင်ဗမောဆရာတော်အားအဘဲကြောင့်နေနံပေးလိုက်ပါသည်ဤချက်သည်အလွန်အရေးကြီးပေသည်မင်းတို့ကိုယ်တိုင်ကရှမ်းကလေးကျောင်းဆရာတော်အားပြုစုစေခဲ့သောဝိနည်းဆရာစရံကိုသူတို့မှဆရာတော်များစစ်ဆေးကြည့်ရှုအတည်ပြု၍တာနာပိုင်ဆရာတော်ဤအတည်ပြုချက်ထပ်မံရယူပြီးတိုင်းပြည်ရှိရဟန်းတန်ဃာအားလုံးကိုလိုက်နာရန်စာထုတ်ပြန်လိုက်သောအချိန်ခါမှဗမောဆရာတော်ကဝင်ရောက်တိုက်ခိုက်ခြင်းမှာမင်းတို့ဤဂုံတိတ်ခါကို၎င်းသူတို့မှဆရာတော်များဤဂုံတိတ်ခါကို၎င်းများစွာကြာဆင်းစေသည့်ကိစ္စဖြစ်လာသည်ထိုကိစ္စတွင်မင်းတို့တွင်တော်၎င်းသူတို့မှဆရာတော်တွင်၎င်းဂုံတိတ်ခါကြာဆင်းမှုအတွက်အဖတ်စေရန်ဗမောဆရာတော်အားဝန်ခံတောင်းပန်စေလျက်ဗမောဆရာတော်မှလည်းဂုံတိတ်ခါကြာဆင်းသွားမည်မဟုတ်ဘဲမင်းတို့နှင့်တကွသူတို့မှဆရာတော်တို့ဤဂုံတိတ်ခါကိုဆယ်နိုင်ပေလိမ့်မည်တာနာပိုင်ဆရာတော်အားတွေးဆုံစစ်ဆေးမေးမြန်း၍မိမိရေးကြောင်းဝန်ခံစေရန်စီမံခဲ့တော်လဲဗမောဆရာတော်သည်ဝန်မခံယုံမြမကတာနာပိုင်ဆရာတော်အားလျင်တိုင်းလုံးငယ်ကျော်ဗမောကိုမိပြီးမှတ်လို့ညာလက်ခတ်ပြီးဝိသေးကိုလမ်းအစံကိုတူနဲ့ထူလို့တေလူအောင်ဘလို့စစ်တော့ပစ္စာရှင်ပညာရှိကိုဤမမိဘူးဟူ၍ပင်တာနာပိုင်ဆရာတော်အားပြန်လှန်၍ခေါ်လိုက်သောအခါမင်းတို့သူတို့မှဆရာတော်များကများတာမကတော့ပဲတာနာပိုင်ဆရာတော်ဖျားပင်လျင်ဂုံတိတ်ခါကြာဆင်ရပေသည်ဤသို့ပင်ညီသူမြမနိုင်နိုင်အောင်ညီသူမြပင်မကြောက်ဂယုမဆိုင်ယူသိမှုလေးစားမှုဂါရဝမရှိတော့သောဗမောဆရာတော်ကိုနေပြည်တော်တွင်ဆက်လက်ရှိနေပါကရှေ့အဖို့သာသနာရေးကိစ္စတိုက်ပြည်ကိစ္စတို့တွင်ဘာမှလုပ်၍ရနိုင်တော်မူဟုတ်ချေဤချက်မှာမင်းတို့မင်းဘက်မှနေ၍တွက်ကြည့်သောအချက်ပင်ဖြစ်သည်တာနာပိုင်ဆရာတော်ဟူသည်မှာတန်ခရာဇာတန်ဃာတို့ဤဘယင်ပင်ဖြစ်ပေသည်မင်းတို့မြင်သည်လူပုဂ္ဂိုလ်တို့အားဥပရိမိန်ဖြင့်ကွညတ်ထုတ်ဆင်းအပြစ်ဒဏ်ပေးသောတင့်လျော်၏ရဟန်းတန်ဃာများအားမင်းသည်မအုပ်ချုပ်တိုင်းဟူ၍တန်ဃာတော်တို့ဤမင်းအချက်တာနာပိုင်ဆရာတော်တပါးရွေးချယ်ခံထားခဲ့ခြင်းဖြစ်သည်အကြောင်းရှိလျင်တိုင်းပြည်အုပ်ချုပ်သောမင်းတီပင်လျင်တာနာပိုင်ဆရာတော်ဤဩဝါဒကိုနာခံရပြီတေပြစ်တေမိတ်ကြပြီးသောရာဇဝတ်သားကိုပင်တာနာပိုင်ဆရာတော်ဤအမိန့်ဖြင့်တေပြစ်တေမိတ်မှာကင်းလွတ်ခွင့်ပေးနိုင်ပေသည်ဤသို့ပင်တန်ခရာဇာဖြစ်သောတာနာပိုင်ဆရာတော်ကိုပင်ကြက်ရည်ပြုယုံများမကရုံရင်သောစာချုပ်ဖြင့်တယောပြောင်းလောင်ခြင်းခံခဲ့ရသည့်ခါတွင်တ
တန်ဃာတော်တို့အားအုပ်ချုပ်မှုပြပြစရာအကြောင်းတစ်ပါးဖြစ်လာတော့သည်ထို့ကြောင့်သာလျှင်ဗမောဆရာတော်အားနေပြည်တော်မှဝိရာသို့နေနှင်တန်းပေးလိုက်ရခြင်းဖြစ်ပေလိမ့်မည်ဤသို့ဗမောသို့ပို့လိုက်ရတော့လေအစစအရာရာလူလီသည်မရှိစွန်းကိုမှစ၍ပြည့်စုံအောင်စီမံပြီးမှပို့လိုက်ခြင်းဖြစ်သည်ကိုထောက်၍ရာဇဝိပြစ်ဒဏ်ဖြင့်ဗမောသို့ပို့ခြင်းဟုတ်တာနာပိုင်ဆရာတော်ဤဂုံတိတ်ခါနှင့်အခြားတန်ဃာများအပေါ်ဩဇာမကြစင်စီခြင်းကလျင်ဗမောဆရာတော်အားဗမောသို့ပို့ခြင်းဖြစ်ဟန်တူသည်တို့ဖြစ်၍ဗမောဆရာတော်အားဗမောသို့ပို့ခြင်းမှာပြစ်ဒဏ်အနေနဲ့ပို့ခြင်းမဟုတ်ပဲနေပြည်တော်တွင်းရှိတန်ဃာများကိုထိမ့်သိမ့်မှုရစေရန်နှင့်ခဏတစ်ဖြုတ်ညနားပူသက်သာစေရန်ရည်ရွယ်ဟန်တူပေသည်နေပြည်တော်သို့ပြန်ပေးခြင်းဗမောဆရာတော်၏လောကရန်ကိုမကြောက်ကြံ့ကြံ့ခံနိုင်သောပုဂ္ဂိုလ်ဖြစ်သည်ဗမောမြို့သို့ရောက်သည့်ခါ၌လည်းဗမောမြို့ရှိဓာယကာဓာယိကာမများနှင့်ပျော်ရွှင်စွာပင်နေခဲ့ကြောင်းရှေ့ပိုင်းမှာအရေးအမွဲဖော်ပြခဲ့ပြီးပြီမင်းတို့မင်းသည်ဗမောဆရာတော်အားဗမောမြို့သို့ပို့သည့်ကာလမှာတန်လောက်ပေပြီဟုသဘောတော်ရရှိ၍လှေသင်းတွင်းဝင်အားအစီအစဉ်ပြုလုပ်စေပြီးကလူဒန်းပွဲပစ္စည်းများနှင့်တူနေပြည်တော်သို့ပြန်လည်ပင့်ငရန်စေလွှတ်လိုက်သည်လှေသင်းတွင်းဝင်လည်းကိုယ်တိုင်မင်းလျင်ဗမောမြို့သို့တွားရောက်ကာဗမောဆရာတော်အားဘရင်မင်းမြတ်ကနေပြည်တော်သို့ပင့်ဆောင်ခဲ့ရန်အမိန့်တော်ရှိ၍ရောက်လာခဲ့ပါကြောင်းလှေတော်များဖြင့်ကြွားရောက်ပါရန်လျှောက်ထားလိုက်သည်ဗမောဆရာတော်သည်ရှော့ရှော့ရှူရှူပင်လှေပေါ်သို့လိုက်ပါလာခဲ့သည်သို့သောဗမောဆရာတော်သည်မင်းတို့မင်းဟာအခဲကြည်ဟန်မတူမင်းတို့မင်းနှင့်ညနေချင်းမဆိုင်လို့မန္တလေးသို့ရောက်ခါမှလှေပေါ်မှမစင်ပဲစကိုင်းဘက်သို့ပို့ပြီးရန်လှေသွင်းအတွင်းဝင်အားအမိန့်ပေးတော်မူသည်လှေသွင်းအတွင်းဝင်အခက်ကြုံရမည်ဘုရင်မင်းမြတ်ကနေပြည်တော်သို့ပင့်ဆောင်ခဲ့ရန်အမိန့်တော်မြတ်ကိုဥထိတ်ရွက်ပန်ဆင်ထားပါသောကြောင့်ဂေါဝိစိတ်ကမ်းမှသာတက်ကြွတော်မူပါရန်လျှောက်ထားသည်ဗမောဆရာတော်ကဟေ့မင်းတို့ပြင်ကမင်းတို့ဘာသာမန္တလေးပင့်ခဲ့ဖို့အမိန့်ပေးတာငါ့ကိုပင့်တာမဟုတ်ဘူးဒါကြောင့်ငါမလိုက်ဘူးငါ့ကိုစကိုင်းမဲ့ရအောင်ဖို့ခပ်ပြပြအမိန့်ရှိလိုက်သည်ဗမောဆရာတော်သည်မင်းတို့မင်းအပေါ်တွင်ချစ်ခင်ဟန်လီးမြဟန်တူပေသည်အဘဲကြောင့်ဆိုသောမင်းတို့မင်းဤမှားယွင်းချက်များရှိသည့်ခါတိုင်းအမြဲတမ်းတတိပေးလေရှိသည်ဥပမာအဖြစ်မင်းတို့မင်းသည်တာသနာရေး၌အလွန်မင်းအားထုတ်တော်မူတော်လေကာမဂုဏ်ဘက်၌မိဖုရား60ကျော်ထားရှိခြင်းကြောင့်မင်းတို့မင်းဤနမူနာကိုယူ၍သားတော်ဝန်ကြီးမူမှတ်များနဲ့မင်းဆွေမင်းမိုးများလည်းတလင်တမယားစနစ်ကိုလက်လျူယူ၍သားမယားများအပြိုင်ယူနေကြသောခေတ်ကြီးဖြစ်နေသည်ကိုတတိပေးလို၍အခွင့်သာတင်တဲ့ပြိုင်နဲ့မင်းတို့မင်းအားလူကဘုံကြီးရေးရတများဟူ၍တတိပေးခဲ့သည်ထို့ပြင်သူတို့မှာဆရာတော်များခန့်ထားရာတွင်အရည်ချင်းမပြည့်စုံသောပုဂ္ဂိုလ်များရှိနေကြောင်းကိုမောင်တပန်းကတတန်းတဝေဝေမောင်လထွေမှာစာပေမသိမောင်စလင်းမှာတော့ပြင်းလွန်းလို့စာမကြည့်မင်းနာမှာလူနှင့်နှောတယ်သောညံပြီမန္တလာမှုချင်းရာမစုံစမ်းခင်ကငေါငန်းပါပြီဟူ၍တပန်းဆရာတော်သည်တရားစီရင်ရာ၌တန်းဝေတာကြောင့်လှထွေဆရာတော်စာမတတ်ကြောင်းစလင်းဆရာတော်စာမကြည့်ကြောင်းပခန်းဆရာတော်ဦးနန္ဒာမှာလူထာယကာတို့နှင့်အယောတဝေနေ၍သောညံအောင်စကားပြောလိရှိကြောင်းမန္တလာရာမဆရာတော်မှာအမှုကျိုးကြောင်းကိုမစစ်ဆေးမီကပင်ငေါငန်းလေးရှိကြောင်းမင်းတို့မင်းသိအောင်ပြောပြခဲ့ပေသည်ထို့နောက်လွတ်တော်ဝန်ကြီး၄ပါးနှင့်ပတ်သက်ရေးလဲပခန်းမှာလီလောင်းရှိမှာဒါခန်းလက်မှာနာရေနံတတိုင်းချင်းလင်းပါမလားဟူ၍တတိပေးခဲ့ပြန်နေသည်မင်းတို့မင်းသည်တိုင်းပြည်အုပ်ချုပ်ကြာမည်လွတ်တော်ဝန်ကြီး၄ပါးရှိရာတွင်ပခန်းမြို့သားဝန်ရှင်မင်းကြီးမှာလီနာယောဂတဲ့ကြီးဖြစ်သည်လောင်းရှိမြို့သားဝန်ရှင်တော်မင်းကြီးမှာမြင်းကွန်းမြင်းခုံနိုင်အရေးတော်ပုံတွင်ဓာတရာရရှိပြီးမတန်မစွမ်းသူဖြစ်သည်ခန်းလက်မြို့သားဝန်ရှင်တော်မင်းကြီးသည်နားထိုင်းသူဖြစ်၍လွတ်တော်ဝန်ကြီး၄ပါးရှိသည့်နှင့်၃ပါးသလုံးတိုင်းပြည်အုပ်ချုပ်ရေးတွင်ဒင်းပြည့်ချက်ပြည့်တိုင်းပြည်တာဝန်ကိုထမ်းဆောင်နိုင်မည်ဟုတ်ရေနံချောင်းမြို့သားဝန်ရှင်တော်မင်းကြီးတဦးတည်းနှင့်တိုင်းပြည်ကိစ္စများဆောင်ရွက်နိုင်ပါမလားဟုတတိပေးခဲ့သည်ယခုလည်းမင်းတို့မင်းသည်ဗမောဆရာတော်ကိုပေးရာတွင်အကယ်ပင်နေပြည်တော်သို့ကြွရောက်လိုပါကမင်းတို့မင်းကိုယ်တိုင်ပင်လျှောက်လွှာတစ်စောင်ရေး၍လှေသင်းတင်းဝင်နှင့်ပေးအပ်ထိုက်ပေသည်ယခုမူလှေသင်းတင်းဝင်အားဗမောဆရာတော်ကိုပင့်ကြည့်ဟုစေခိုင်းလိုက်ခြင်းမှာမင်းတို့မြေဤပေါ်ဆမှုဖြစ်ကြောင်းထင်ရှားစေလို၍
Hey, Mino being out, Manaligu being able Menu Mara. Now manly job being am home. Dajo, not watching as he got me. Now Sakaina who may not move the pin. Play the doing ma. Shimby Johnny Yado. Shimby being Jow Yado. Pamosiaro e a mango. Balonza we Sakai bet second to Usayarodi. Pamosiaro di Sakai down you be me. The old we saw the rain don't know moody. စကိုင်းဘက်သို့မဟာဒံဝန်တွားရောက်ပေခြင်းဗမောဆရာတော်သည်စကိုင်းဘက်သို့ကြွရောက်တဲ့သုံးလို့တစ်ဖြင့်စကိုင်းဘက်သို့ပို့ပြီးရန်အမိန့်တော်ရှိ၍လှေသွင်းတင်းဝင်မှာမလွန်ဆန်နိုင်ပဲစကိုင်းစစ်ကမ်းဘက်သို့ပို့ပြီးရကြောင်းမင်းတို့ဘီရင်နှင့်မိဖုရားကြီးတို့သိရှိလျက်များစွာစိတ်မကောင်းကြပြီဗမောဆရာတော်သည်တိုင်းပြည်ကျိုးကိုဒိုးဒိုးတောက်တောက်တီတီကြကြပြက်ပြက်သားသားခက်ကြမ်းကြမ်းပင်ဝီပန်ပြောဆိုတချင်းညောင်းကိုလည်းတည်သည်ဘယင်နှင့်မိဖုရားပေါ်တွင်စေနာထားရှိ၍ပြောဆိုခြင်းဖြစ်ကြောင်းကိုလည်းဘယင်နှင့်မိဖုရားနှစ်ပါးလုံးသိကြသည်မိမိတို့ကမန္တလေးမြို့သို့ပင့်ဆောင်တော်လဲမကြွလာပဲစကိုင်းဘက်သို့ကြွသွားခြင်းမှာမိမိတို့ဗမော်မြို့သို့ပို့လိုက်သည်ကိုအခဲမကြေသေးအခက်မကြည်ဖြစ်နေသေးသည်လို့ထင်ပြီးကိုယ်တိုင်လည်းတွားရောက်မပင်ရကြသည်တစုံတရာပက်ပက်ဆက်ဆက်ပြောလိုက်မှာကိုစိုးရုံဟန်တို့သည်တို့ဖြစ်၍မဟာရန်ဝန်ကိုပင့်ဆောင်ရန်စေလွှတ်ရသည်အာနာပကွက်သားဥပမာနှင့်ထင်ဟပ်၍မိန့်ကြားပုံမင်းတို့မီအမိတ်အရမဟာရန်ဝန်သည်လူဝဲတန်းရန်ပစ္စည်းများနှင့်တကွဗမောဆရာတော်ထံသို့ဝင်ရောက်ဖူးမြော်သည်ဗမောဆရာတော်အားအလာပတလာပစကားများပြောဆိုပြီးနောက်မဟာတန်ဝန်ကလျှောက်ထားသည်ဘဝရှင်မေတ္တရာကြီးနှင့်မိဖုရားကြီးကဆရာတော်ဤဆုံးမဩဝါဒများကိုနာကြားလိုပါ၍ဆရာတော်အားဖူးမြော်လိုပါသောကြောင့်မန္တလေးသို့ကြွရောက်တဲ့တုံတော်အခါအဖူးမြော်ခံစီလိုပါတဲ့ဖေဟာဟုမန္တလေးသို့ကြွရောက်တဲ့သုံးကအဖူးမြော်ခံစီလိုပါတယ်ဖေဟာဟုဗမောဆရာတော်အားလျှောက်ထား၏ဗမောဆရာတော်ကရုပ်ကြီးပင်မိန်ကြားသည်မှာအေးကွယ်မင်းပြစ်မင်းနဲ့ဗမောကိုအဖို့ခံရတဲ့ရာဇဝေသားပဲကိုခုတော့မင်းပြစ်မင်းကအလွတ်ခံရတော့အစင်လာတိုင်းဆိုရင်အာနာပကွက်သားဖြစ်ရတော့ပေါ့ဟုတ်ရဲ့လားမဟာရဝန်သည်ဘာကိုမှမလျှောက်ရဲငြိမ်သက်ရည်သာနေသည်ဆရာတော်ကဆက်၍ပြောစမ်းမအောင်မဟာရဝန်ရဲ့မင်းပြစ်မင်းတန်တင့်တဲ့သူများမင်းပြစ်မင်းတန်ကလွတ်တော်မူပါဖေဟာကောင်းမွန်စွာနေပါမယ်ခိုင်းရလုပ်ပါမယ်လို့ဂရိခံလို့အပြစ်ဒဏ်ကလွတ်ပေးရင်ဘာလုပ်လဲကွအာနာပကွက်သားအလုတ်တာဝန်ကိုဆောင်ရွက်ရပါတယ်ဖေဟာအေးအဲ့ဒီရာဇဝတ်သားအာနာပကွက်သားများဟာမြို့ဝင်ရဲ့နောက်နာကဓာဆွဲပြီးအမြဲလိုက်ရတယ်မဟုတ်လားမဟာရဝန်သည်ဗမောဆရာတော်ဤမြစကားချီနေခြင်းမှာရှင်ဘုရင်အားနှက်လူ၏အကွက်ဆင်နေခြင်းဖြစ်ကြောင်းကိုကြိုတင်ရိပ်မိတော်လဲညီတိအချက်တွင်အကွက်ဆင်၍နှိပ်လိုက်မည်ကိုကြိုတင်မရိပ်မိသဖြင့်ဗမောဆရာတော်၏စကားပရိယေတွင်မိမိတရားခံဖြစ်ညီစွန်းပါနေမည်ကိုဆိုရင်ကခတ်ဆိုင်ဆိုင်ပင်ဖြစ်နေသဖြင့်ဗမောဆရာတော်ကအာနာပကွက်သားဟာမြို့ဝင်မင်းနောက်ကဓာဆွဲပြီးလာရတယ်မဟုတ်လားဟုထပ်မံမင်းပြန်လာသည်ဖြင့်မှန်မဗျာဟုခက်လေးလေးလျှောက်ထားသည်ဗမောဆရာတော်ကဆဲ၍အာနာပကွက်သားများမင်းမိဖုရားမင်းဆွေမင်းမျိုးတွေရဲ့အရေးကိုမတော်တဆနေမိရဲ့ဘာလို့တလဲကွယ်မှန်မဖြင်းမြူဖြင်းဒီကလောဝဲနဲ့ကြော့တောင်းမှရပါတယ်ဗျာဗမောဆရာတော်ကခပ်ပြုံးပြုံးမိန်တော်သည်အေးမင်းတို့ဘုရင်ကိုပြောလိုက်စမ်းကွယ်ငါကနေနေနန်းခံရပြီးအပြစ်ကလွတ်လာတဲ့ရာဇဝတ်သားလို့ကွယ်ငါနေပြီးတော့ပြန်ရင်မင်းကြီးမင်းသားတွေရဲ့အရေးကိုနေမိလို့ဖြင်းမြူဖြင်းဒီကြော့ရမှာဆိုလို့နေပြီးတော့ကိုမလာခြင်းဘူးလို့ပြောလိုက်ပါလားကွယ်မဟာရဝန်လည်းတစုံတရာပြန်လဲလျှောက်ထားဖို့တော့ပဲဝှဖြိုရည်သာပြန်ခဲ့ရသည်မင်းတို့မင်းနဲ့မိရွယ်ခေါင်ကြီးတို့သည်မဟာရဝန်ထမ်းမှထိုစကားကိုကြားတော့အခါအသေးမှလာတော့ဗမောဆရာတော်အတွက်များစွာစိတ်မကောင်းဖြစ်ရလေတော့သည်ဗမောဆရာတော်ပေါ်တန်ရောစဉ်ကြီးပေါ်မင်းတို့မင်းသည်ပင်စမသင်္ဃာယနာတင်မင်းအဖြစ်ထေရှားကြော်ကြားသည်မှာသာသနာရေးတွင်အလွန်ဦးစားပေးသည်ယဟန်တန်ဃာများကိုအလွန်ကြည်ညိုလေးမြတ်သည်ဘုရင်မင်းဤမိဖုရားခေါင်းကြီးမှာပကံမင်းဤနှမတော်တိရိပဝရမဟာရာဇိန္ဒာဓိပတိရတနာဒေဝီဘွဲ့ခံမိဖုရားခေါင်းကြီးဖြစ်သည်ပိရကဗီရင်ကျွမ်းကျင်လိမ္မာသူဖြစ်၍
ရဟန်းတန်ဃာများကိုအလွန်လေးမြတ်တော်မူသည်1233ခုနှစ်တွင်ပိဋကတ်သုံးပုံကိုပင်စမတန်ဃာယနာတင်ပြီးနောက်ကြောက်ဖြာ929ကြပေါ်တွင်ကပီးအခရာတင်၍မဟာလောကမာရစိန်ကုသိုလ်တော်ဖျားတွင်စိုက်ထားကိုပဲသည်ပထမပြန်စာမှုဝဲများကိုလည်းမင်းနှုံမင်းတရာကြီးလက်ထက်တွင်ကျင်းပပေးခဲ့သည်ပိဋကတ်သုံးပုံကြောက်ချက်ရည်929ချက်ကိုအရှိတီရန့်စီရန်အတွက်အုတ်ကူ929ခုပြုလုပ်ခဲ့သည်မင်းတို့မင်းသည်တက္ကရာ1186ခုနှစ်တွင်ဖွားမြင်သည်ဗမောဆရာတော်သည်1168ခုနှစ်တွင်ဖွားမြင်သည်တို့ဖြစ်၍ဗမောဆရာတော်ကအသက်12နှစ်ကြီးသည်ဗမောဆရာတော်သည်မင်းတို့မင်းဤနောင်တော်ပကံမင်းလက်ထက်သာသနာပိုင်ဆရာတော်ဘာကရာဆရာတော်ထံတွင်စာစုပဇင်းဝိနည်းဖြတ်ထုံးကြီးတာဝန်ယူနေစဉ်ကာလတွင်ဗမောဆရာတော်လောင်းဦးပဇင်းသည်သာနာပိုင်ဆရာတော်များဤအတွင်းရေးမှုတမျှယာရူရရှိထားသောကြောင့်10နှစ်15နှစ်ရွယ်မင်းနှုံမြို့မစားရသေးမီကမင်းကြီးမင်းသားဘွားပင်ဗမောဆရာတော်အားယူသည်လေးစားမိမှာမလွယ်ပေထိုနည်းတူစွာမင်းနှုံမင်းဤမိဘခေါင်ကြီးရတနာဒီဝီတီလည်းပကံမင်းဤနှမတော်ဖြင့်ပိဋကတ်သုံးပုံဘေရင်အရာ၌ကျွမ်းကျင်သည်ဟုရာဇဝင်အဆိုရ၎င်းမင်းတို့မင်းဤအသက်တော်နှင့်ခံမှန်းလျက်မိမိရဲ့ခေါင်ကြီးပညာသင်ယူချိန်၌ဗမောဆရာတော်သည်ပဇင်းပြူဘဝပါဏာပိုင်ဆရာတော်ဤအတွင်းရေးမှုတမျှတွင်ကျယ်နေသည့်ကာလတွင်ပညာသင်ယူနေချိန်နှင့်တိုက်ဆိုင်နေ၍ဗမောဆရာတော်အားကြည်ညိုရင်းဆွဲရှိမိမှာမလွယ်ပေတို့ဖြစ်၍ဗမောဆရာတော်ပေါ်မင်းမိဖုရားနှစ်ပါးသလုံးသည်ငယ်စဉ်ကကြည်ညိုခဲ့ရသောကိုတော်ဖြစ်၍တန်ရောစဉ်ကြီးလာမည်မှာတဘာဝကြပေသည်တို့ကြောင့်လည်းဗမောဆရာတော်အားဗမောမြို့မှတွားရောက်ပင့်ခေါ်သည်တွင်မိဖုရားခေါင်ကြီးဤလျှောက်ထားမှုကြောင့်ပင့်ခေါ်ရသည်ဟုအဆိုရှိသည်ဗမောမြို့သို့မပြည့်ဝမီကလည်းမင်းတို့မင်းကြီးကိုယ်တိုင်ဗမောဆရာတော်အားကိုယ်တိုင်ပင့်ပယ်ပြီးတရားရည်အေးတိုက်ကျွေးအဆုံးမဩဝါဒပေးရန်လျှောက်ထားခံရသောပုဂ္ဂိုလ်ဖြစ်သည်မင်းတို့မင်းနှင့်မိဖုရားခေါင်ကြီးနှစ်ပါးစလုံးပဲဗမောဆရာတော်အားဗမောမြို့မှပြန်လည်ပင့်ဆောင်လာတော့လေမင်းတို့မင်းကိုစိတ်နာ၍စကိုင်းမြို့မြောက်ဖက်ဗရောက်ကြောင်အချို့မှတ်တမ်းများ၌မြင်းကွန်းကမ်းပဲဗမောကြောင်ဟုအဆိုရှိသည်ထိုတွင်ကြွားရောက်တဲ့သုံးသဖြင့်များစွာစိတ်ချမ်းမြေ့ကြဟန်အတူပဲတို့ဖြစ်၍ဆရာတော်အားမန္တလေးသို့ကြွပါရန်မဟာရဝန်အားစေလွတ်ပင့်ဆောင်စေရာတွင်အရိတ်ကိုနေမိမှဆိုလိုဟူသောခနဲ့တက်တဲ့ဥမာစကားဖြင့်ညင်ပေတော်မူခဲ့သည်ထို့များသာမကဗမောဆရာတော်ထံသို့ဝန်ကြီးများအမတ်လိမ္မာများကိုစေလွတ်၍အကြိမ်ကြိမ်ပြည့်ရဲ့စင်ကပင့်ဆောင်ပါတော့လေမန္တလေးဘက်သို့ကြွလာခြင်းမရှိုံများမကမင်းတို့မင်းထရာကြီးဤမကောင်းတဲ့များကိုသာမိန့်ကြားလျက်ရှိသောကြောင့်မင်းတို့မင်းကိုယ်တိုင်ကြားသိရ၍တည်းများစွာစိတ်မချမ်းမြေ့ဟန်တူပေသည်ဘယ်မအေးလူနေပြောတယ်လဲမင်းတို့မင်းကြီးသည်ဗမောဆရာတော်မိမိအဖို့တွင်မြညပင်မကောင်းပြောတော်လဲစိတ်ဆိုးခြင်းရှိဟန်မတူဗမောဆရာတော်မန္တလေးသို့ကြွလာရန်အတွက်ဇွဲလုံးလမလျှော်ပဲကြံစီမြဲကြံစီနေလေသည်တနေ့တော့မင်းတို့မင်းတွင်အကြံတစ်ခုရလာသည်ကဗျပါရဂူကဗျဝိဇ္ဇာတို့အဖြစ်ယနေ့ခေတ်တွင်ကြော်စောထင်ရှားလာသောစလီဥပုံညာသည်ဗမောဆရာတော်ထံတွင်ကဗျနှင့်ပတ်သက်၍ပညာစီးပူးခဲ့သည်ဗမောဆရာတော်သည်စလီဥပုံညာအားများစွာလူလားချစ်ခင်တော်မူသည်ကိုမင်းတို့မင်းတရာကသိရှိတော်မူသည်တို့ဖြစ်၍စလီဥပုံညာအားဗမောဆရာတော်ထံစေလို့၍ဥပရံမြင်ဖြင့်လျှောက်ထားပင့်ဆောင်ရန်အကယ်၍နေပြည်တော်သို့ကြွရောက်လိုခြင်းမရှိပါကလည်းမင်းတို့မင်းတရာဤမကောင်းတဲ့များကိုပြောကြားခြင်းမပြုပါရန်လျှောက်ထားပေးဖို့စေလွှတ်လိုက်သည်စလီဥပုံညာသည်စကိုင်းဘက်သို့ကူး၍ဆရာတော်ထံပညာစီးပူးရန်နှင့်ဝတ်ကြီးဝတ်ငယ်ပြုစုရန်အကြောင်းပြ၍လှူဝဲတမ်းဝဲများနှင့်သွားရောက်ခဲ့သည်ဆရာတော်ပြားထံတွင်၄-၅ ရက်မြနေ၍ဝတ်ကြီးဝတ်ငယ်ပြုစုသည်ထိုစဉ်တွင်စကားလင်းတင်သလိုနေပြည်တော်သို့ကြွရောက်တဲ့သုံးရန်အကြိမ်ကြိမ်လျှောက်ထားတော်လဲစကားကိုလက်မခံညင်းပေတော်မူရုံများမကမင်းတို့မင်းအားထိပါပုတ်ခတ်ပြောဆိုရည်သာနေလေသဖြင့်ဥပုံညာလည်းလက်လျှော်ရလေသည်တို့ဖြင့်၄-၅ ရက်ကြာပြီးနောက်တစ်နေ့တွင်မန္တလေးဘက်ကံသို့ကူးတော်မူဟုလျှောက်ထားရင်အရှင်ဘုရားတကားတော်မင်းတို့မင်းတရာကဆရာတော်အားလျှောက်ထားရန်မှာကြပါသည်မန္တလေးမြို့သို့မကြွလို့တော့စိတ်ချမ်းမြေ့ရာဆံတော်မူပါတို့ရတွင်ဘဝရှင်မင်းတရာပေါ်မကောင်းတဲ့ပြောကြားနေခြင်းများရက်စဲတော်မူပါရန်လျှောက်တင်ခဲ့ဖို့မှာကြားလိုက်ပါလေဘုရားဗမောဆရာတော်ကမျက်ဟုံးကိုပင်က
ကွန်းဘတ်ကိုထွေးရင်ဟေးမင်းတို့ရှင်များငါဒီဘက်ကန်းကသူ့အကြောင်းမကောင်းပြောတာဟိုဘက်ကန်းကကြားတယ်လားမှန်လားပါကြားသိကြောင်းပါဗျာနေပါဦးကွာမင်းတို့ဘရင်နဲ့မိပြက်ခေါင်ကြီးမကြမ်းပါတော့ငါခွေးဥတန်တွေကြားရတာနားကြီးလို့ဆိုပြီးဟိုးတစ်ဖက်ကန်းကခွေးတွေတို့စကိုင်းဘက်ကန်းကိုပို့ဘူးတယ်မဟုတ်လားမှန်ပါပို့ခဲ့ဘူးကြောင်းပါဗျာအေးအဲ့ဒီတော့ကဖိုးသူတော်ဦးမင်းစာဆက်ခဲ့တာမှတ်မိရင်ဆိုပြသမ်းပါအောင်ဒီနှစ်တွင်ကြုံမြန်ရကြားမနဲ့ဂံမီမောင်ကြီးကျိုးတွေတိုင်းမာလို့စကိုင်းစုဇီယာမြို့ကိုကူးပို့ပြန်ပြီရင်းရဲ့ကြောက်ဆောင်စိတ်စီကလွမ်းစိမ့်နဲ့မေတို့စီမျော်ပြီးကွက်ဟူမောင်နီးသူပင်မောင်ကြီးလီငယ်တင်း၍ကူးပြန်လျင်မနေစိတ်မာနဲ့သောတာပန်ဆိုတဲ့စိတ်ကိုကွယ်အိုရှင်လှိုင်းတိမ်မှကူးပါတယ်ဗျာအေးဟုတ်ပြီအဲ့ဒီသူ့မိပြက်ခေါင်ကြီးမကြမ်းပါလို့ခွေးတွေကိုစကိုင်းပို့ပေးခဲ့တာဒီဘက်ကန်းကခွေးဟောင်တန်ကိုမင်းတို့ဘရင်ရောမိပြက်ခေါင်ကြီးပါကြားရလားမှန်မကြားရအောင်ပါဗျာအေးအဲ့ဒီတော့ကဒီဘက်ကန်းကခွေးဟောင်တန်ကိုမှမကြားပဲနဲ့အခုငါပြောမှကြားရတယ်ဆိုတော့မင်းတို့ဘရင်ကိုဘယ်မအေးလင်နေရသွားပြီးတန်တော်ဦးတင်လို့လေဟုမိန်တော်မူရဥပုံညသည်ဆက်လက်မလျှောက်ထားရတော့ပဲငြိမ်သက်ရည်သာနေလေသည်မိမရီပေါင်ညာရရဘရင်စလီဥပုံညသည်ဆက်လက်မလျှောက်ထားရတော့သဖြင့်ငြိမ်သက်၍နေစေမယ်ဗမော်ဆရာတော်ကဆက်လက်၍မင်းတို့ဘရင်ကဓာရင်ပဲမှားလိုက်သလားကွာဘာတွေများမှားလိုက်သေးလေထိုအခါမှစလီဥပုံညသည်ဥကောင်းကိုဖော်ပြီးမော်၍ဖူတော်မူပြန်သေးသည်ဘရင်မင်းမြတ်ကဆရာတော်ဖျားနေပြည်တော်သို့ကြွရောက်၍ပရိယတ္တိသာသနာဖွံ့ဖြိုးအောင်ဆောင်ရွက်တော်မူပါအကယ်၍နေပြည်တော်သို့မကြွလို့ပဲစကိုင်းဘက်တောင်ရိုးတွင်သာတရင်သုံးမီဆိုပါကလည်းပฏิပတ်တိသာသနာကမ္မထံဘာဝနာများအားထုတ်၍တရားသုံး၌ကြုံမွေတော်မူပါလေတကားတော်တို့များစွာအာရရှင်လန်းရှိပါမည်ဗျာဟုတရင်စကားလျှောက်ထားခဲ့ရမှာကြားလိုက်ပါတယ်ဗျာထိုကဗမော်ဆရာတော်ကဒေါ်ပွားကြီးသွားပြန်သည်မင်းတို့ဘရင်ကမိမိအပေါ်ဆရာလုပ်သည်ကိုမခံကျင်သောစိတ်ထားဖြင့်မိန့်ကြားလိုက်လေသည်မှာအမကြီးကြည်လိုက်တာကွာမိမတွေပေါင်ကြားပါနေတဲ့မင်းတို့ဘရင်ကတောင်ကြားထဲနေတဲ့ငါ့အောင်များတရားအထုတ်ခိုင်းနေလားအမှကွာအဲ့ဒီတိုင်းငါပြောတိုက်တယ်လို့ရှောက်တိုက်တော့ပြီးတော့သူမိန့်တော်မူလိုက်ရာစလီဥပုံညမှာဘာလို့မှမလျှောက်ရတော့ပဲဝစ်ချကပြန်လာခဲ့ရလေတော့တည်းဗမော်မရောက်မီကဖြေရနှစ်ခုဗမော်ဆရာတော်ပေါ်တန်ရောစဉ်ကြည်လာ၍အချိန်ချင်းပင့်စေတော်လဲမကြွရောက်ခဲ့ုံညမကမင်းတို့မင်းပေါ်တွင်အမျိုးမျိုးဖုံဖုံပြောဆိုနေလေသဖြင့်မင်းတို့မင်းနှင့်မိပြက်ခေါင်ကြီးတို့မှာများစွာပင်စိတ်မချမ်းမြေ့စွာနေထိုင်၍လက်လျှော့ကနေကြသည်ဗမော်ဆရာတော်သည်အလွန်ထက်သောပုဂ္ဂိုလ်ဖြစ်ပေသည်နေပြည်တော်ရှိပညာကျော်ပုဂ္ဂိုလ်ဂုဏဝန်တိလဝန်မထေကျော်တို့လည်းတွင်မျက်နှာမငယ်ပဲတင့်တယ်စာရှိပေသည်သာသနာရေးကိစ္စနှင့်ပတ်သက်လျင်လည်းဗမော်ဆရာတော်မပါလျင်မပြီးပင့်ဖိတ်ရမည်တည်ကြီးဖြစ်သည်ဗမော်ဆရာတော်သည်မဟုတ်တာမြင်လျင်စာချိုးခြင်းသည်သို့သောတပည့်ရင်းသင်္ကစားဆရာတော်ဤပြည့်ရည်ဖြူခြင်းကိုမူသိခံ၍သဘောကျတော်မူသည်ထိုစဉ်ကာလပင်သင်္ကစားဆရာတော်ခေါင်းဆောင်သည်သူရမာကိုင်းရွှေကျင်ဆရာတော်ခေါင်းဆောင်သည်ရွှေကျင်ကိုင်းနှင့်အုပ်ဖို့ဆရာတော်ဥက္ကန္တခေါင်းဆောင်သည်ဓာရကိုင်းတို့ဂိုင်းခွဲများအဖြစ်ပေါ်ပေါက်လာရန်အခြေခံအစပြုနေပြီဖြစ်သည်သူရမာကိုင်း၏ဦးစီးဦးဆောင်ဖြစ်သည့်သင်္ကစားဆရာတော်ဥအကမှလည်းဗမော်ဆရာတော်ဤတပည့်ဖြစ်သည်ဓာရကိုင်းကိုစတင်တည်ထောင်သောဥဖူဆရာတော်ဥက္ကန္တမှလည်းဗမော်ဆရာတော်ထံပညာစီးပူးခဲ့မှုသည်ရွှေကျင်ဆရာတော်နှင့်သင်္ကစားဆရာတော်တို့ပြိဝါပြုမှုမာနပြုမှုအကျင့်မာနပြုအကျင့်စသောဝတ်ပြုမှုတို့တွင်စတင်၍သဘောထားကွဲလဲရာမှတစ်ဖက်နှင့်တစ်ဖက်အငင်းခုန်ဖြစ်ခဲ့သည်ဤသည်တို့မှာဗမော်ဆရာတော်ထံသို့ဗမော်ဆရာတော်ကိုဗမော်မြို့သို့မပို့မီကပဲသူတော်မာနှင့်ရွှေကျဲဂိုင်းကွဲကြမိအခြေအနေဖြစ်သည်ဗမော်ဆရာတော်သည်ထိုချက်ကိုကြိုတင်၍စာချိုးသတိပေးခဲ့သည်သင်္ကလာဆရာတော်ကိုချီးကျူးခြင်းဗမော်ဆရာတော်အားမဟုတ်မခံဇက်ဇက်ကျဲနှံတတ်သောပုဂ္ဂိုလ်ဟုထင်ရတော့လေနေရာတကာတွင်နှံသူသီခံသောအခါတွင်လည်းသီခံတတ်သေးကြောင်းတွေ့ရသည်စကားအရာတွင်ဥပမာဥပမေယ
ထုံနှံပုံမြင်စုံလင်စွာဖြင့်ဟောပြောတတ်သောသင်္ကစားဆရာတော်သည်ဗမောဆရာတော်ထံပညာရင်တို့တောက်စုခဲ့မှုသည်တနေ့တွင်သူတို့မှဇယ၌ဆရာတော်များစုံကြီးကသင်္ကစားဆရာတော်အဖူးမြော်ရောက်ရှိ၍ဆရာတော်များအားကြောလေသည်ထိုစဉ်ခိုင်မောင်းတော်ဆရာတော်ကြီးကဤသို့မိန့်သည်မှာသင်္ကစားတို့များစကားအရာကျွမ်းကျင်လိမ့်ပါတယ်လို့နာမည်ကြီးနေလိုက်တာဗမောဆရာတော်ရဲ့တပည့်ပြီးသားပါပြီတဲ့ထိုအခါသင်္ကစားဆရာတော်လျှောက်ထားသည်မှာမှန်လားပါတပည့်တော်ဗမောဆရာတော်ဤကျေးဇူးကုန်တော်ကြောင့်ဤမြပင်ထုံတန်းပုံမြင်များကိုဟောပြောနိုင်ခြင်းဖြစ်ပါတယ်တို့ဖြစ်၍လည်းနေ့စဉ်ပင်ဗမောဆရာတော်ရှိရာအရာကိုရည်မှန်းကြော်ပါတယ်သင်္ကစားဆရာတော်သည်ဗမောဆရာတော်အားလက်အုပ်ချီပြီးဗမောဆရာတော်အရှိရ၌တရင်သုံးသည်ဟုသိရပါလေတပည့်တော်သည်အရှိရသို့ရည်မှန်း၍ကြော်ပါသည်ဗမောဆရာတော်အနောက်ရက်တွင်တရင်သုံးသည်ဟုသိရပါလေတပည့်တော်သည်အနောက်ရက်သို့ရည်မှန်း၍ဝေချပါသည်ဗမောဆရာတော်တောင်ရက်၌တရင်သုံးသည်ဟုသိရပါလေတပည့်တော်တောင်ရက်သို့ရည်မှန်း၍ကြော်မြဲဖြစ်ပါသည်ဗမောဆရာတော်မြောက်ရ၌တရင်သုံးသည်ဟုသိရပါလေမြောက်ရသို့ရည်မှန်း၍ကြော်ရပါသည်သင်္ကလာဆရာတော်ဤသို့ရှေလျားစွာစကားကိုချီနေသည်နှင့်စလင်းဆရာတော်သစ္စိတ်ဆရာတော်ခေမကန်ဆရာတော်တို့လည်းနားဆင်းရိပ်နေကြသည်သင်္ကလာဆရာတော်ကဆက်လက်၍ဗမောဆရာတော်ဘဝနှထံပြန်လွန်တော်မူလျင်တပည့်တော်သည်အောက်အရက်မြေကြီးကိုသာရည်မှန်း၍ကြော့ရပါတော့မည်ဟုပြုံးရှင်စာလျှောက်ထားလိုက်သည့်အတွက်ဆရာတော်များအားလုံးသဘောတော်တွေ့ကာပြုံးရှင်စာရေမောတော်မူသည်ဆရာတော်များသည်ဗမောဆရာတော်အားမိတို့များပြန်၍နှက်လိုက်နေသည်ဟုဆရာတော်များသည်ဗမောဆရာတော်ကမိတို့များပြန်၍နှက်လိုက်မည်နီဟုဗမောဆရာတော်ကိုလမ်း၍ကြည်ကြရာဗမောဆရာတော်သည်ပြုံးရည်ရည်သာနေတော်မူသဖြင့်မောင်းတော်ဆရာတော်ကဗမောဆရာတော်၏စိတ်ကိုစွပေးလိုသဖြင့်ဒီလိုဆိုသင်္ကစားမင်းဆရာဗမောပြန်လွန်တော်မူရင်မဟာဝီစီငယ်ကြမှာပဲလို့ဆိုလိုသဘောဟုဗမောဆရာတော်ဤစိတ်ကိုစွပြီးတော့လဲပြုံးရည်မြဲတာပြုံးရည်ဤတိခံတော်မူလေမှသင်္ကစားဆရာတော်ကတပည့်တော်ဤဆရာကိုဤသို့မဆိုရပါတပည့်တော်ပညာရင်တို့တောက်ဆုခဲ့သောဆရာဖြစ်၍2,400,000အထုရှိသောမဟာပထဝီမြေကြီးတမျှကြီးမားလာသောကျေးဇူးတော်ကိုရည်မျှော်၍အောက်အရမြေကြီးကိုကြော်ခြင်းသာဖြစ်ပါသည်ဗျာဟုလျှောက်ထားလေသည်ထိုအခါမှခမစိတ်နေခဲ့သောဗမောဆရာတော်သည်သင်္ကစားဆရာတော်အားပြုံးကြီးကြီးကသင်္ကစားတို့များစကားမရှားလာဘူးဗျာနော်ဟုကျေနပ်စွာပင်ချီးကျူးတော်မူသည်ရွှေကျင်ဆရာတော်နှင့်သင်္ကစားဆရာတော်တို့ကိုစာချိုးခြင်းဤခေတ်တွင်သင်္ကစားဆရာတော်ဦးအက္ခနှင့်ရွှေကျင်ဆရာတော်တို့နှစ်ပါးမှာပရိဝါမနဝတ်ပြုမှုကိစ္စနှင့်ပတ်သက်၍အယူဆသဘောထားကွဲလွဲနေကြသည်ဖျားကြီးဆရာတော်စလင်းဆရာတော်တပ်ပန်းဆရာတော်စသည်ဖြင့်ဆရာတော်တွေများကဝင်ရောက်ပြန်ပြေးကြသည်ရွှေကျင်ဆရာတော်နှင့်သင်္ကစားဆရာတော်တို့မှာနှစ်ပါးစလုံးစာရက်အကျော်မော်များဖြစ်ကြလေရာနှစ်ဖက်စလုံးကမိမိတို့ယူဆမှန်ကန်ကြောင်းအကိုးကားအထောက်ထားခိုင်လုံစွာတင်ပြကြလေသည်နှစ်ဖက်စလုံးမှာလည်းအခိုင်မာဖြစ်တော်လဲတပားဤတင်ပြချက်ကိုတပားကလက်မခံတပားဤကိုးကားကိုတပားကမကြိုက်သဖြင့်မညီမညွတ်အညီညွတ်မဖြစ်ဘဲရွှေကျင်ကိုင်းသူတမာကိုင်းဟူ၍ရှေကျင်ဆရာတော်နှင့်သင်္ကစားဆရာတော်တို့နှစ်ဖက်တန်ကားများဂိုင်းကွဲလူမတက်ရှိနေလေတော့သည်ဗမောဆရာတော်သည်ဤချက်ကိုမြင်ပြင်းကပ်လာသည်နှင့်စာတပုတ်ချိုး၍ဖျားကြီးဆရာတော်ထံအပိုးလွတ်လိုက်လေသည်ရွှေကျင်ဆရာတော်မှာမန္တလေးတောင်မြောက်ဖက်၌တရင်သုံးတော်မူသည်သင်္ကစားဆရာတော်ဤဘွဲ့အမည်မှာဦးအက္ခဖြစ်သည်ထို့ကြောင့်မင်းမန်းတောင်တော်မြောက်ဆောင်၌ခိုအောင်တဲ့ထူဆရာနှင့်သင်္ကစားမောင်ရွှေအက်ကယ်တို့မှားချက်ကနာဝတ်နေမှုငယ်နှင့်အခြေပြုသမောဓမ္မာညံပလက်ချရှုပ်ဆက်ပြေယူမမန်စူဒန်ကအလွန်ပြင်းနေကွဲချက်ကကြီးဟူ၍စာဆက်ပေးလိုက်ရာဆရာတော်ဘုရားကြီးကကျုံးရတော်မူပြီးဗမောတို့များဘယ်တော့မှချမ်းမထားဘူးမြင်မြင်မြင်စာချိုးတော့တာပဲဟုမိန့်တော်မူလေသည်စကိုင်းကြောင်မှစာချိုးများဗမောဆရာတော်သည်စကိုင်းသို့ရောက်နေတော့လေစာချိုးမှုတွင်ဝါသနာအရအလျှော့ပြီးသည်မရှိပေတစ်ချိန်တွင်ဆရာတော်သည်ဦးစင်းနှစ်ပါးနှင့်အတူဗရောက်ကြောင်မှဆင်းရိပ်လာရာတီလရှင်များနေထိုင်သောဇရပ်များကိုတွေ့လေသည်ထိုဇရပ်များပေါ်တွင်ထွတ်ခေါင်ဆရာတော်ဘုရားကြီး၏ကျောင်းတိုင်မှတီလရှင်တို့နေထိုင်ကြသည်ထိုစဉ်ကာလကစကိုင်းကြောင်မှလူသူစီကားခြင်းမရှိသေးပေ
多ရမီသောပုဂ္ဂိုလ်များသာလည်းရှိသည်တို့ဖြစ်၍လူအသွားအလာနေသောဇေယများပေါ်တွင်နေထိုင်ကြတိလရှင်များမှာလူတို့တဘာဝလွတ်လွတ်လပ်လပ်နေကြဟန်တူသည်အဲ့သူကအဲ့အလုံးလုံးသူကလှုပ်စကားပြောသူကပြောနေရှိနေကြသည်ကိုဗမောဆရာတော်သည်အဝေးမှလမ်းမြင်မိပေသည်ကြပြရှင်စာရှင်ပုဂ္ဂိုလ်ကြီးဖြစ်၍စာချိုးလိုက်သည်မှာဥရ၍စာချိုးလိုက်ခြင်းသည်မှာဥရ၍နေလေတော့သည်ထို့ကြောင့်လည်းဦးစင်းနှစ်ပါးကိုဆောင်၍တစ်ပင်အောက်မှရက်ကာဟေးဟိုမှာကြည်သားထုတ်ခေါင်ရဲ့ကြက်ဖြူမာတွေဟုမိန်ကြားလိုက်ပြီးနားထောင်ကြအောင်ကငါစာတပုတ်ချိုးလိုက်အောင်မယ်ဟုဆိုကာအောက်ပါစာတပုတ်ကိုရေးလိုက်တဲ့ဖြင့်ဗမောဆရာတော်ဤတမိုင်းမှတ်တမ်းဝင်စာတပုတ်ဖြစ်လာလေသည်ဒုနှစ်ဖက်အပေါ်ထောင်တော်ပေါင်ကွက်တနဲ့ဘဝင်စိတ်ကေတုံမင်းအိပ်ပုံအလွန်ဆိုးတယ်ဂျိုးခင်လိုပဲဤကဗျာမှာဟာတရတကဗျာဖြစ်သည်ကြားသူကိုအလွန်ရှင်မျိုးစေသောကဗျာမျိုးဖြစ်သည်ဗမောဆရာတော်ဤတဘာဝကဗျာဗမောဆရာတော်သည်တီလရှင်များနှင့်ပတ်သက်၍တဘာဝကဗျာတစ်ပုဒ်ကိုဆက်ဆူထားခဲ့သည်ထိုကဗျာမှာအောက်ပါတိုင်းဖြစ်သည်မကျွမ်းနဲ့မကျွင်ဇေယပ်ပေါ်မေတီလကိုခွန်ဆလိုက်ခြင်းအသွေးငယ်ရင်အပင်ကပျော်ပြောင်းသူဝတ်လေဖြူစုပ်ကေရှောတီပတောင်ကြီးမှာကျင့်တရားငယ်နဲ့ခွာတီလာကြောင်းတော်ရွက်ကြီးစာမပီရိဖွဲ့ဆိုသောကဗျာစကိုင်းပရောက်ကြောင်တွင်သတင်းသုံးနေကဗမောဆရာတော်ဤကြောင်းသို့တော်ရွက်ဦးစင်းကြီးတစ်ပါးရောက်ရှိလာသည်ထိုဦးစင်းကြီးအမည်မှာဦးကဲဟူ၍လူပွားကအမည်ကိုပင်ခေါ်ကြသည်ဦးကဲသည်လူပွားတွင်ရှိစဉ်ကစာပေပရိယတ္တိသင်ကြားမှုခြင်းမရှိပေထို့ကြောင့်လည်းအသက်ကြီးမှရဟန်းပြုသောအခါပုပ္ပအခရာများကိုမှန်အောင်မရွတ်နိုင်ပဲရှိလေသည်အထူးသဖြင့်ရာဂောက်တန်ကိုပြီးအောင်မရွတ်နိုင်ပဲရပလက်တန်ဖြင့်သာထွက်နေသည်တိတရဏီနာကိုအကျဉ်းချင်းသင်ပေးတော်လဲတိတယနေနာဟူ၍ရပလက်တန်ကြီးဖတ်နေလေသည်ဗမောဆရာတော်ကိုယ်တိုင်မရမလျင်မနေဟုထိုတိတရဏီနာကိုထက်ခါရွတ်ဆို၍သင်ကြားပေးရာသင်ကြားစဉ်အခါကရာဂောက်တန်ရွတ်ဆိုနိုင်တော်လဲနောက်တစ်နေ့တွင်ရပလက်တန်သာဖြစ်နေလေတော့သည်ငယ်စဉ်ကပင်နှုတ်ကြိုး၍ရပလက်တန်ကိုသာဆွဲရည်နေရာဗမောဆရာတော်ပင်လျင်လက်လျှော်ရလေသည်သို့သောဝါသနာကြီးလာသောစာချိုးခြင်းဖြင့်တော်ရွက်ဦးစင်းကြီးဦးကဲအားမှတ်တမ်းတင်လိုက်လေသည်တိတရဏကိုတယနာလို့သူကဆိုငကူကဟုတ်ပါပဲနတ်နဲ့တကြောကြောနဲ့ကျောင်းပေါ်မှာအခန့်ခက်တဲ့တောထွက်ခင်ကြီးဟူ၍ဖြစ်သည်ဦးကဲနှင့်ပတ်သက်၍ဆရာတော်ဟောကြားသောပုံမြင်ကိုနောက်ပိုင်းပုံမြင်ကန်းတွင်ရှုပါထုတ်ခေါင်ဆရာတော်တို့စာချိုးခြင်းထုတ်ခေါင်ဆရာတော်ပြားကြီးသည်ပရိယတ္တိပရိပတ်တိပြည့်စုံ၍မင်းတို့မင်းတော်ကြီးကအလွန်မင်းကြည်ညိုကိုးကွယ်တော်မူတော်လဲမန္တလေးနေပြည်တော်တွင်နေတော်မမူပဲစကိုင်းတောင်ရိုးရှိပရောက်ကျောင်တွင်အရိညဝါတီတောမီကျင့်လုံးတော်မူသည်ထုတ်ခေါင်ဆရာတော်မှာကမ္မထံတရားဟောကြားပြသရာတွင်အလွန်နာမည်ကြီးလာ၍တောရမီတိယောဂီများနှင့်သီလရှင်များပါထုတ်ခေါင်ဆရာတော်နှင့်အနီးတွင်ဇေယများစောက်လို့၍စိကပ်ကိုယ်ွယ်ကြသည်ဗမောဆရာတော်သည်ထုတ်ခေါင်ဆရာတော်နှင့်မနီးမဝေးပရောက်ကြောင်တွင်ပဲတရင်သုံးတော်မူသည်ဖြစ်ရာထုတ်ခေါင်ဆရာတော်ထံမကြာခဏအဖူးမြော်ရောက်ခဲ့လေသည်ထုတ်ခေါင်ဆရာတော်မှာဗမောဆရာတော်ထက်ဘာတော်လဲကြီးသည်ဖြစ်၍ဗမောဆရာတော်ကစိကပ်ကိုယ်ွယ်ခြင်းဖြစ်သည်သို့သောဗမောဆရာတော်၏မြင်တွင်တိလရှင်များဝိုင်းရံနေသောအဖြစ်ကိုမမြင်လို့မကြည့်လို့ပေသို့သောတက်ကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်၍အောင်၏နေရပေသည်ဝါသနာဆိုသည်အားစုံငယ်လာသည်ဗမောဆရာတော်၏ဝါသနာကိုသိခဲ့ပြီးအတိုင်းပဲမျက်စိထဲအမြင်မတက်လျင်စာဆိုးချိုးကျင်သောဝါသနာပစ္စာပြစ်လိုသောဝါသနာမှာဒွန်တွဲရည်နေလေသည်ထို့ကြောင့်ပင်တနေ့တွင်ဗမောဆရာတော်ကအောက်ပါအတိုင်းစာချိုး၍ထုတ်ခေါင်ဆရာတော်၏ကျောင်းဝင်းတွင်သို့ညအခါတိတ်တဆိတ်စာပြည့်၍ထားခဲ့လေသည်စိတ်ပရိနှင့်ရိတ်ကြီးတဲ့ထုတ်ခေါင်ဥရွှေညိုတီလကြောရည်နဲ့တောခုတီချောင်းခန္ဓာကောင်ရုပ်ဆောင်တဲ့ရှင်ထွတ်တီလဆူဖြူဖြူစွတ်ကိုအားရအောင်ချွတ်
ထိုကောင်ဆရာတော်၏ကျောင်းဤသို့ချထားသောစာချုပ်ကိုနန်းနဲ့စောစောတပြက်စီလဲနေသောကိုရင်ကြီးကကောက်ရသဖြင့်ဖတ်ကြည့်ပြီးဆရာတော်အားဆက်ကလေသည်ထိုကောင်ဆရာတော်သည်ဤစာချုပ်ကိုဖတ်ရှုပြီးကိုရင်ကြီးအားဗမောဆရာတော်ငါစောစားပင်တယ်လို့ရှောက်ချပါကွယ်ဟုမိန့်တော်မူသည်ကိုရင်ကြီးသည်ဗမောဆရာတော်ထံတွားရောက်လျှောက်ထားရာအေးငါအခုလာခဲ့မယ်ဟုဆိုပြီးချက်ချင်းပင်နောက်ကလိုက်၏သာသည်ထိုကောင်ဆရာတော်ကျောင်းပေါ်သို့ရောက်နေလျင်ဗမောဆရာတော်ကဝတ်ဖြည့်၍ရိုသေစွာထိုင်သည့်အခါထိုကောင်ဆရာတော်ကဘယ်နဲ့လဲကိုမောကျုပ်ကိုတီလာရှင်နေနဲ့ကြောင်လောင်းပြီးစာချိုးသလားဟုမေးလေသည်ဗမောဆရာတော်ကတီလာရှင်နေနဲ့ဆွဆွဲတာမဟုတ်ပါဗျာဆရာတော်အပေါ်အကြည်ညိုတရာပွား၍စာချိုးမိကြပါဗျာတဲ့မင်းကစကားလွဲပြမယ်ဥရွှေညူတီလာကျော်ရဲ့နဲ့ဆိုတာငါနာမည်ကဥရွှေညူဆိုတော့ငါ့ကိုတီလာရှင်ချောချောလေးနဲ့ပြီးစားပြီးစာချိုးတာမဟုတ်လားမဟုတ်ရပါဗျာတီလာကျော်ဆိုတာအရှင်ဘုရားရဲ့တီလာတော်စင်ကြယ်ချောမွေ့ခြင်းကိုရည်ရွယ်ဆက်ဆိုတာပါဗျာထုတ်ကောင်ဆရာတော်ကပြုံးတော်မူ၍တန်ခမ်းမာမော်ရဲ့မင်းဆိုလိုတာဒါမဟုတ်ပါဘူးမင်းငါ့ကိုနှစ်ဆွဲနှစ်ခါအတိတ်ပဲရတဲ့စကားနဲ့စက်ထားတာမဟုတ်လားဟုမင်းမြန်းလေးမှဗမောဆရာတော်သည်ခပ်ပြုံးလုံး၍နေတော့လေသည်ဗမောဆရာတော်နဲ့တီလာရှင်မဲကဲမဲကင်းကတော့ဗျာဗမောဆရာတော်ရဲ့ငယ်ချင်းလူလေတချို့အတိမပြုတ်နိုင်ပေမဲ့ဒီလိုတရင်တူတူတန်တန်ထွက်တဲ့သူပေါ့နော်မဲကင်းကလည်းတီလာရှင်တီလာရှင်နေဘက်မှာတော့တော်တော်ကြီးကိုစာပေတက်တဲ့ပုဂ္ဂိုလ်လို့နာမည်ကြီးတယ်ဗမောနဲ့သူကခက်ပြိုင်ပေါ့ဗျာအသက်ရွယ်လည်းမတိမ်မယိမ်းရှိဟန်တို့တယ်အဲ့ဒါကြောင့်ပဲသူတို့ငယ်ချစ်လို့တမှုကြလာတော့ပြောတတ်ဘူးသူစာကြိုးတွေကလည်းအပြန်အလှန်နေသူတို့တချို့နေရာလေးတွေကသူကအချိတ်ကလေးတွေရှိတဲ့သဘောမျိုးလေးတွေ့ရတယ်ဗျဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ကဲစကြအောင်ဗျမြမစာပေသမိုင်းတွင်ဗမောဆရာတော်နှင့်တီလာရှင်မဲကင်းတို့၏အကြောင်းမှာအထင်ရှားဆုံးသောစာစုံတို့ဖြစ်သည်အဘဲကြောင့်ဆိုသောတဦးနှင့်တဦးစာချိုးကြသည်မှာအညာမပေးတတ်သောကြပြားပကေးနှစ်ဦးဖြစ်၍၎င်းဂမ္မဒေါသတင့်အောင်မင်းစာစတ်ကြသောကြောင့်၎င်းဗမောဆရာတော်နှင့်တီလာရှင်မဲကင်းတို့တည်မှာယနေ့ထက်တိုင်းထင်လင်းနေပြီသည်ဗမောဆရာတော်သည်ဘုန်းကြီးလောကတွင်ထင်ရှားသလောက်တီလာရှင်မဲကင်းမှာလည်းတီလာရှင်လောကတွင်အလွန်ထင်ရှားသောဆရာတစုဖြစ်ဂုံရှိန်ကြီးမားသောပုဂ္ဂိုလ်တူပင်ဖြစ်သည်တီလာရှင်မဲကင်းဟုအဖျားဆွ၍လွယ်ကူပင်ခေါ်တော်လဲအမှန်မှာဆရာကြီးဆရာကင်းပင်ဖြစ်သည်ကစ္စည်းတရာကြီးသင်္ကဟနှင့်တီကာကျော်များအထသာလိနီအထကရာနှင့်တမ္မောဟဝိနောတနီအထကရာများညဝါနှင့်အထကရာများတင်ကြားတက်မြောက်ခဲ့သူဖြစ်သည်တီလာရှင်မဲကင်းမှာကသေးလူမျိုးဖြစ်သည်ငယ်ပြူဖြည်း၍လူမှုကိစ္စအဝါဝါတို့တွင်ကင်းကွာခဲ့လေသည်ငယ်စဉ်ကလေးကစာပေပရိယလိုက်စားမှုကိုသာအစင်မပြအချိန်နှင့်များတင်ကြားခဲ့သောကြောင့်ထိုခေတ်ထိုခါတွင်စာတပ်ပေဒဇရင်တွင်ပေါ်လွင်ထင်ရှားလေသည်စကိုင်းတောင်ဂုတလုံးကြောင်တွင်တောရစောက်တည်နေထိုင်၍ထုတ်ကောင်ဆရာတော်ထံတွင်ညဝါနှင့်အထက်ကရာများတင်ကြားခဲ့လေသည်ထို့ကြောင့်လေမဲကင်းသည်ဆရာကင်းသည်မိမိတင်ကြားတမြောက်သည့်ပညာများကိုတီလာရှင်တပည့်များနှင့်ဝါသနာပါသူလူဝတ်ကြောင်မိန်းကလေးများကိုတင်ကြားပို့ချ၍ပေးခဲ့လေသည်ပရိယတ်ဤစာပေတင်ကြားပို့ချသည့်အတွက်လည်းကြောက်ထီးကန်တူအလေးပြုအပ်သည့်ဆရာကြီးတစုဖြစ်စာတတ်ပေဒတီလာရှင်အများပြားကိုမွေးထုတ်ပေးခဲ့ပြီးတီလာရှင်လောကကြီးစီပင်ပြန့်ပွားအောင်ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဖြစ်လေသည်ထိုမှတပါလေသူရမာဝင်ဖြစ်သည့်ရှမ်းကလေးကျွန်းဆရာတော်သည်ဆရာကင်းဤမောင်ရင်ဖြစ်သည်ရှမ်းကလေးကျွန်းဆရာတော်အရှင်နန္ဒမှာသူရမာဝင်ဆရာတော်များတဲ့တွင်ကျော်စောထင်ရှားသည့်ပုဂ္ဂိုလ်တူဖြစ်သည်မင်းတော်မင်းတရာကြီး၏လေးစားကြည်ညိုမှုကိုခံရသည်ထိုရှမ်းလေးကျွန်းဆရာတော်ဤဝိနည်းဆရာပြန်နှံတွင်ဗမောဆရာတော်ဗမောမျိုးတို့အဖို့ခံရခြင်းဖြစ်သည်ဆရာကင်းသည်မင်းတော်ဘရင်ကြည်ညိုလေးစားသောရှမ်းလေးကျွန်းဆရာတော်ဤအမအရင်ဖြစ်၍တကြောင်ကိုယ်တိုင်ကလည်းစာတတ်ပေဒပုဂ္ဂိုလ်ကျော်ဖြစ်၍တကြောင်တီလာရှင်သာနာကိုကြီးမားကျယ်ပြန့်အောင်ဆောင်ရွက်နေသူဖြစ်၍တကြောင်မင်းတော်မင်းသည်ဆရာကင်းကိုအလွန်ပဲလေးစားသည်စကိုင်းကြောင်တွင်ကျော်စောထင်ရှားသည့်တီလာရှင်ကြီးတစ်ပါးရှိသေးသည်ထိုတီလာရှင်ဆရာကြီးမှာဆရာမဲနတ်ပေးဖြစ်သည်ဆရာမဲနတ်ပေးသည်ပฏิပတ်တိကမ္မထံဘာဝနာဘက်၌ကြိုးစားအားထုတ်တရားပြသမှုတွင်ကြော်ကြားသည်1222ခုနှစ်တွင်ဆရာကင်းနှင့်ဆရာမဲနတ်ပေးတို့ကို
နေပြည်တော်သို့ပင်ဆောင်နေသည်မင်းတို့မင်းကြီးပင်ဆောင်သည့်ခါတွင်ဆရာကင်းတို့ကမင်းတို့မင်းထံဂတိသုံးချက်တောင်းသည်တစ်မိမိသည်မိမသားဖြစ်၍ဆရာတော်တန်ဃာတော်များကိုယူသည်လေးစားပါမည်တို့ဖြစ်၍ပြတ်သက်ဘုံဆောင်အဆင့်ပါသည့်ကျောင်းပြတ်ဆက်များစောက်လုပ်လူဒန်းခြင်းမပြုပါနဲ့နှစ်မြည်သည့်ဘွဲတစိတ်တော်မှစက်ကတ်လူဒန်းခြင်းမပြုပါနဲ့သုံးစွန်းဝစ်စွန်းအုပ်များမလူဒန်းပါရန်တို့ဖြစ်သည်ဤဂတိသုံးချက်ဖြင့်နေပြည်တော်သို့လိုက်ပါခဲ့လေသည်နန်းတွင်ရှိမိဖုရားများသမီးတော်များနန်းတွင်သူများကိုစာပေပရိယတ်တိပူချခဲ့သည်ဆရာကင်းသည်နန်းတွင်နန်းပြင်၌ထင်ရှားသည့်ရှမ်းလေးကျွန်းဆရာတော်နှင့်ဆရာကင်းတို့မှာမောင်နှမများဖြစ်၍မင်းတို့မင်းအပေါ်ဩဇာတက်ရောက်၍မင်းနှင့်အကျွမ်းတဝင်ရှိနေကြသဖြင့်အချို့သောဆရာတော်တန်ဃာတော်တို့များလိုလားနှစ်သက်ကြဟန်မရှိချေထိုထက်တွင်ဗမောဆရာတော်ကထိတ်တန်းကပါဝင်မိမှာမလွယ်ပေဗမောဆရာတော်ဤပင်ကိုယ်သဘောကပင်လျင်အခွင့်ထူးခံသူများဘရင်အနီးတွင်နေပြီးဘရင်စိတ်ကြိုက်လိုက်ယူနေသူများကိုယွန်းရှာမုန်းတီးသည့်သဘောရှိလေသည်ထို့ကြောင့်လည်းဆရာကင်းနှင့်ပတ်သက်၍ဗမောဆရာတော်သည်အညာမပေးပက်ဆက်ဆက်ရဲရဲဆက်ဆက်တွေ့လေးရှိသည်မြမစာပေတွင်ဗမောဆရာတော်နှင့်တီလရှင်မေကင်းတို့၏အပြန်အလှန်စာချုပ်များထင်ရှားလာပေသည်တခါတွင်တီလရှင်ဆရာကင်းကတန်ဝေကဒေဒတ်တပုတ်ကိုရေးစားလေသည်ထိုဒေဒတ်မှာဘိက္ခုနီမေကင်းကတနာကွင်းဖြစ်ပဲဗလာချင်းခင့်တဲ့ချစ်စပယ်ဟန်နဲ့ဂုံငွေလူလူတွေ့ရှောင်းနေမြူ၍တောင်အားတလူခဲကမထမ်းနဲ့မက်လန်းချူတယ်တက်လန်းမူတနေမထိတ်တာစိတ်ရဲလို့မိတ်ဖို့လဲမပါဘာဝနာဘိညာန်ကွန်းတယံညွတ်စီတော်မိအခါပရိနဲ့အပြီးပါတယ်မကြီးရှာဆန်ရိတ်နဲ့ပန်းစိတ်တဲ့တီလာတဲ့ထူးတဲ့အံပွဲဒုက္ခလို့လောဘပေတယ်မောဟကွယ်ရှိဦးထင်လေဆရာကင်းကြီးအထက်ပါတေးတာကိုဗမောဆရာတော်တွေ့သောခါတွင်အောက်ပါတိုင်းအရွက်တိုင်းရေးလိုက်လေသည်ဘိက္ခုနီဆရာကင်းကတနာကွင်းစွတ်ဖဲဗလာကျင်းအဝတ်ထဲကိုချွတ်မယ်လို့ကုန်ဖွင့်ကူပွေလို့လူတွေ့ခံတယ်မြူ၍ဟန်ဆိုတဲ့အချက်ပြတဆုပ်နဲ့မတုတ်တင်နေဆက်ဆုပ်ချင်တဲ့ထက်မန်တီလာတောင်မြင့်မှာဖော်မလင့်ဧကစားလင်းမျိုးခါဖန်ရီရစ်ကဲနဲ့ကြံစီစိတ်များလာတော့တာပရိသုံးလို့လူဘုံရှာတယ်သူ့နှုံးခါငိမ့်သက်နဲ့ကြံရက်တဲ့တီလာတဲ့ထူးဝိအံပွဲလောဘနဲ့မောဟတွေ့သည်ဒုက္ခတဲ့မေကင်းတယ်လေအထက်ပါတေးဓာတ်နှစ်ပုဒ်မှာအချိန်ကာလဖော်ပြထားခြင်းမရှိပေအချို့အဆိုသည်ဤတေးဓာတ်နှစ်ပုဒ်မှာဗမောဆရာတော်နှင့်တီလာရှင်မေကင်းတို့ဤပြိုရွယ်စဉ်ကအပြန်လန်ရေးခဲ့ကြသည်ဟုဆိုသည်ဗမောဆရာတော်နှင့်တီလာရှင်မေကင်းတို့ငယ်စဉ်ခါကပညာသင်ပဲဖြစ်ခဲ့ကြသည်တဦးနှင့်တဦးရည်ငယ်ငယ်ကြသည်ဗမောဆရာတော်လောင်းကပဇင်းတက်မြည်ရှိသောအခါတီလာရှင်မေကင်းထံဘယ်နဲ့လဲပဇင်းတက်ရတော့မလားဟုမေးသည်ရှိသည်ထိုအခါတီလာရှင်မေကင်းကအထက်ပါဒေတာဖြင့်အကြောင်းပြန်လိုက်သည်ဟုဆိုသည်ထိုအခါဗမောဆရာတော်လောင်းမောင်ပဇင်းကစိတ်နာနာနှင့်ပြန်လဲခြေပါသောဒေတာဖြစ်သည်ဟုအဆိုရှိခဲ့ကြသည်မေကင်းဒေတာသုံးသပ်ဝေဖန်ချက်ဤဒေတာနှစ်ပုဒ်ကိုပြန်လဲသုံးသပ်ကြည့်ပါလျင်ပထမဒေတာသည်ဆရာကင်းစကိုင်းကြောင်တွင်နေစဉ်ကရေးသောဒေတာသို့မဟုတ်စကိုင်းတောင်တွင်နေစဉ်ကရေးသောဒေတာဖြစ်ပွဲရှိသည်ဒေတာပါအချက်လက်တို့ကိုပြန်လဲသုံးသပ်ရလျင်ဆရာကင်းဤဒေတာ၌ဂုံငွေလို့လူတွေ့ရှောင်းတဲ့ဟုသောအချက်ကမ္မထမ်းနှင့်မလန်းချူတဲ့ဟုသောအချက်မထိတ်တာစိတ်ရဲလို့မိတ်ဖို့လည်းမပါဟုသောအချက်ဒုက္ခလို့လောဘပေတယ်မောဟကွယ်ရှိဘူးထင်လေဟုသောအချက်တို့ကိုထောက်ထားလျင်ဆရာကင်းသည်မင်းတို့ဘရင်ကနေပြည်တော်သို့ပင့်ပြီးမှရေးသောဒေတာမျိုးမဟုတ်နိုင်ဒေါသံတောင်တန်ဂူအောင်တန်တွေပါနေသဖြင့်ဆရာကင်းဖြစ်ထင်ရှားပြီးမှရေးသောဒေတာမဟုတ်နိုင်ဒီမှာစာလေးကောင်းနေဗျနှွေပြောမလဲမြို့သမီးဆန်နေပေါ့နော်ဘယ်နေရာလဲဆိုတော့မထိတ်တာစိတ်ရဲလို့မိတ်ဖို့လည်းမပါအဲ့နေရာလေးကတော်တော်လေးဘယ်လိုပြောမလဲဆိုတော့ဒီမိမသားဟန်လေးပါတယ်ပေါ့နော်အသုံးလေးလည်းလာတယ်မထိတ်တာစိတ်ရဲလို့မိဖို့လည်းမပါထို့ပြင်စကိုင်းတောင်တွင်ဆရာကင်းအဖြစ်ထင်ရှားသည့်အခါစာပေပရိယတ်တိပ
ပို့ချနေစဉ်ကာလတွင်သို့မဟုတ်ဗမောဆရာတော်စကိုင်းကြောင်သို့ရောက်ပြီးမှရေးသောစာဖြစ်နိုင်မယ်အကြောင်းမူကားဆရာကင်းဤဒေတာနှင့်ဆရာကင်းအဖြစ်ထင်ရှားနေသောလက်တွေ့ပွားမှာကွာဟကွဲလဲနေလျက်ရှိသည်ဆရာကင်းဤဒေတာသည်လူအများကိုမတွေ့လူဂူရဲတွင်ကြုံမွေလူသည်ဟူ၍၎င်းကမ္မထံဘာဝနာပွား၍မက်လန်းကိုတက်လန်းရန်ရည်ရွယ်သည်ဟူ၍၎င်းအဖို့မပါဘဲစိတ်ကိုရဲစေးတင်၍မထိတ်တာမလန့်တာဘာဝနာပွားရတော့မည်ဟူ၍၎င်းတွေ့ရပေရာဆရာကင်းဤလက်တွေ့ပွားမှာပฏิပတ်တိကမ္မထံဘာဝနာအာထုတ်မှုတဲ့ပရိယတ္တိစာပီပုချမှုကိုသာအာထုတ်၍တိလရှင်တပည့်တပန်းများစွာနှင့်စီကားတိုက်မြိုက်စွာစကိုင်းကြောင်တွင်နေတိကတစ်ကြောင်တွေ့ရပေမည်ဆရာကင်းဤဒေတာကိုတဖန်ပြန်လည်ဖတ်ရှု၍သုံးသပ်ကြည့်စေလိုပါသည်ထိုချက်များတဲ့မထိတ်တာစိတ်ရဲလို့မိတ်ဖော်လည်းမပါဟုသောအပိုက်သည်အားငယ်တံပါ၍ငယ်စဉ်ကရေသောဒေတာဖြစ်ဖို့များလေသည်ဗမောဆရာတော်ဤဒေတာသုံးသပ်ချက်ဗမောဆရာတော်ဤပြန်လည်ခြေပသောဒေတာကိုဝေဖန်သုံးသပ်ကြည့်လျင်မန်တေလာတောင်မြစ်မှာဖော်မလင့်ဧကစားဟုသောအပိုက်တစ်ပိုက်ထဲကိုသာဝေဖန်သုံးသပ်လျင်အဖြစ်တစ်ခုသို့မဟုတ်ဗမောဆရာတော်ကပြန်လည်ခြေပသည့်ဒေတာရေထသည့်ကာလာကိုခံမနိုင်လိမ့်မည်ထင်ပါသည်မန်တောင်ရိပ်တီလာမှာဧကစားကျင့်သုံးလို့ဟူသောအပိုက်ရာဆရာကင်းသည်စကိုင်းတောင်ရိုးသို့မရောက်သည်သို့မဟုတ်ဆရာကင်းလို့မင်းတို့မင်းကမန်လေးသို့ပို့ဆောင်ပြီးနောက်မှရေးသောဒေတာဖြစ်ရပြီဗမောဆရာတော်ဤခြေပချက်ဒေတာတွင်မန်လေးတောင်ဟူ၍၎င်းဖော်မလင့်ဧကစားဟူ၍၎င်းအဓိပ္ပာယ်ရအဖို့မပါဘဲမန်လေးတောင်တွင်တူးတဲ့ကျင့်သုံးအားထုတ်နေမှုဟူသောအဓိပ္ပာယ်ကိုဖော်ပြနေလေရာဗမောဆရာတော်ဤဒေတာတွင်လည်းဆရာကင်းငယ်ရွယ်စဉ်ကာလတွင်ခြေပရေးသားသောဒေတာဖြစ်ကြောင်းယူဆရန်ဘက်ကအလေးထားနေလေသည်အဘဲကြောင့်ဆိုသောဆရာကင်းမန္တလေးတွင်ရှိနေကြောင်းထင်ရှားသည့်အချက်ကတစ်ချက်ထို့နောက်မင်းတို့မင်းပင်ပြီးမှနန်းတွင်သူများကိုစာပီပို့ချနေစဉ်ကာလတပည့်တစ်ပန်းမြောက်များစွာရှိနေသောကာလမဟုတ်ပဲအဖို့မပါဧကစားကျင့်သည့်အကြောင်းဗမောဆရာတော်ဤဒေတာကဖော်ပြနေပေသည်ဗမောနှင့်မေကင်ချစ်ကြိုက်ဟုသလောတို့ဖြစ်၍ဤဒေတာနှစ်ပုဒ်ကိုစမ်းစစ်ကြည့်လျင်ကာလပိုင်းခြားကိုခံမှန်းရသလောက်စကိုင်းကြောင်အကြောင်းအရေးမြတ်မှာမပါလေတပည့်တစ်ပန်းအသင်ပင်အတိုင်းဝိုင်းများအကြောင်းဒေတာနှစ်ပုဒ်စလုံးပဲမပါရှိခြင်းတကူတဲ့ဧကစားကျင့်ကဘာဝနာပွားများမည်ဟုဒေတာဆိုထားပါလေဆရာကင်းဤလက်တွေ့ပွားမှာတပည့်တစ်ပန်းများစွာနဲ့စာပေပို့ချမှုစကားတွင်သာကျင့်လည်နေခြင်းတို့ကြောင့်ဤဒေတာနှစ်ပုဒ်စလုံးမှာပြိုရွယ်စဉ်ကရေးခဲ့သည့်ဒေတာများဖြစ်သည်ဟုကောက်ချက်ချပါမည်တို့ဖြစ်လျင်ဗမောဆရာတော်နှင့်တီလာရှင်မဲကင်းတို့မှာငယ်စဉ်ကပင်တိကျွမ်းနေကြကြောင်းထင်ရှားပေသည်ဤမှတစ်ဆင့်တက်၍တွေးလျင်ငယ်စဉ်ကရေးကြသောဒေတာနှစ်ပုဒ်စလုံးအပြန်လန်သုံးသပ်ကြည့်လျင်ဆရာကင်းဤဒေတာမှာလောဘပဲ၍မောဟမတွေ့တော့ပါဧကစားကျင့်သုံး၍မက်လန်းကိုရှာပါမည်ဟုရိုးရိုးသားသားကိုယ်ရည်မှန်ချက်ကိုရေးဆက်ထားသောဒေတာဖြစ်ပါလေဗမောဆရာတော်ကဒေါသတကြီးပက်ပက်ဆက်ဆက်တနည်းဆိုရလျင်ဆဲရီတိုင်းထွာ၍ပြန်လဲခြေပါရေးသားသည်ပုဂ္ဂိုလ်တို့၏အဆိုမိတ်ဒိုင်းစာတင်ဘက်ပြိုရွယ်စဉ်ဘဝကချစ်ကြိုးတွေမိခဲ့ကြပြီးတကယ်ရေးကြမှာညင်ပယ်လိုက်သောဒေတာဖြစ်၍စိတ်နာနာနဲ့ပက်ပက်ဆက်ဆက်ဆဲရီတိုင်းထွာပြီးပြန်လဲခြေပါခြင်းဖြစ်တန်သည်ဟုယူဆရမယ်ရှိလေတော့သည်ဥပဇင်းဘဝရေးဆက်သည်ဆိုသောဒေတာဗမောဆရာတော်ဤစာပေများတွင်ဖော်ပြထားခြင်းမရှိတော့လဲဗမောဆရာတော်ပဇင်းတက်ဆကရေးသောဒေတာဟုဆိုသည့်ဒေတာတစ်ပုဒ်မှာအချို့စာအုပ်များတွင်ဂျိုကြားတစ်ခါတရံပါတတ်လေသည်ဗမောဆရာတော်ဤစာပေစုများ၌မတွေ့ရသည်မှာဖော်ပြရန်မသိဟုယူဆသောကြောင့်ဖြစ်ဟန်တူသည်အထက်ပါဒေတာမှာယုံရင်ကြံတန်းသည်ဆိုရတော့လေနောက်ထပ်ဗမောဆရာတော်နှင့်မဲကင်းတို့အပြန်လန်ရေးသားသောစာကြိုးနှစ်ဖုတ်တော့စိုးလိမ့်မည်မထင်ပေဒေတာဟန်မှာဗမောဆရာတော်မှုတ်သည့်တိုင်အောင်ဗမောဆရာတော်ဤလက်ရာနှင့်အတော်နီးစပ်သောဒေတာဖြစ်သည်ဒေတာဤအဓိပ္ပာယ်သည်မနစ်ကအခုတိုင်အောင်ချစ်ပါဟုတောင်းဆိုတော်လဲအပြူထွားကနေနိုင်ရသည်ငကူကစားပြီးယခုမှရက်ဆက်တော်မည်မမှန်ရင်မကြံပါနဲ့အခုမှဘာကြောင့်ငိုရတယ်လဲဟူသောအတိတ်ပဲပါရှိသည်ကိုထောင်း၍ငကိုကစပြီးချစ်ပါဆိုတော့လဲမချစ်နိုင်ငကိုကစပြီးချစ်ပါဆိုတော့လဲမချစ်နိုင်အခုလိုညင်းပေတာဟာရက်ဆက်လုံးအားကြီးတယ်မင်းညင်းပေလို့ငါပစင်းခံပြီးကမှဘာပြုလို့ငိုနေတာလဲဟူသောအတိတ်ပဲကောက်ယူရန်ရှိပြီးတော့သည်
ဗမော်နှင့်မေကင်းစကိုင်းမှာတွေ့ခြင်းဗမောဆရာတော်သည်မင်းနှုံမင်းကိုစိတ်နာ၍စကိုင်းဘရောက်ကြောင်မှနေစဉ်တိလရှင်မေကင်းမှလည်းတပည့်တစ်ပန်းများစွာနှင့်စကိုင်းကြောင်တွင်စပြီးပူချနေသည်ဒီနေ့တွင်တိလရှင်မေကင်းကမိမိကြောင်တွင်၌တီးသောသင်္ဘောသည်လှလှကြီးတစ်လုံးယူ၍တပည့်တိလရှင်များအားဗမောဆရာတော်ထံကတ်လူစီခိုင်းလိုက်ပြီးတိလရှင်တို့ကိုအမှားစကားပါလိုက်သည်ဗမောဆရာတော်ကများမင်းတို့ဆရာကသင်္ဘောသည်ကြီးလူပြီးဘာစုတောင်းလိုက်လဲမေးရင်ဖျားစုတောင်းပါတယ်လို့ရှောက်ထားပြီးဟုမှာကြလိုက်သည်ဗမောဆရာတော်ထံသို့ရောက်၍သင်္ဘောသည်ကြီးကိုတိလရှင်ဆရာကင်းကအကခိုင်းကြောင်းရှောက်ထားတော့ကထင်သည့်တိုင်းပဲဆရာတော်ကမေးသည်တိလရှင်များကလည်းဆရာကင်းကမှာသည့်တိုင်းရှောက်ထားသည်ဗမောဆရာတော်၏စိတ်တွင်ကြီးကျယ်လိုက်တာဟုထင်တော်မူသည်လားမပြောတာရုပ်ကြည့်ပင်အေးနင်တို့ဆရာကိုပြောလိုက်ဖျားစုလို့ချင်းငါပေါင်ညာတဲ့ဟာနင်းပေါင်ညာတဲ့ရအောင်အရင်လုံးဟုမှာကြလိုက်သည်ဆရာတော်ဤဆိုလိုရင်းမှာဖျားစုကိုပန်လို့လျင်ယောက်ျားဘွားကိုရအောင်အရင်တောင်းယောက်ျားဘွားရမှဖျားစုပန်လို့ရမှာဟူ၍ဆိုလိုဟန်ရှိသည်ဝက်ဝက်ကွယ်စာချုပ်နှစ်ပုဒ်တိလရှင်များဆရာကင်းထံပြန်ရောက်လေလျင်ဆရာတော်ဤစကားကိုပြန်လဲပြောကြားတော်သည်ဆရာကင်းသည်မာနတကွန်ထူနိုင်သည့်ကာလမို့ဆက်ထိမခံအမှန်ကိုမစင်ကျင်နိုင်မင်းရုတ်တရက်ဒေါသပူပေါက်ပွဲကဒွေးကြိုးတစ်ပုတ်ရေစား၍တပည့်များကိုအပူခိုင်းလိုက်လေသည်ဤဒွေးကြိုးမှာအဖျားရည်ပြီးအနားခွေမခိုင်ပြန်ကမှမြိုင်ရက်ကိုမီစိတ်ပရိနဲ့ရက်ကြီးကိုင်မက်လန်းကိုဘလူဆိုင်မှဝတ်သင်းမိုင်မုံယူကွက်တွေနဲ့တောဒရက်ခင်ကြီးဗမောဆရာတော်သည်တိလရှင်မေကင်းဤဘေးကျိုးကိုဖတ်တော့ခါဒေါပွားသွားဟန်တို့သည်တစ်တလုံးကသူများကိုကြီးချလာခဲ့၍တယောက်တလေကမှပြန်၍မလန်ရဲခဲ့သောဗမောဆရာတော်ဘူးယခုပထမဆုံးချိန်တိလရှင်မေကင်းကပြန်၍နှံလိုက်တော့ခါခတ်ဆဆနာသွားဟန်တို့သည်အရင်သီးဆုံးစကလုံးများဖြင့်ပြီးသောဘေးကျိုးကိုပြန်လန်၍ရေးစားလိုက်သည်ဤဒီကိုကဗမောဆရာတော်ဤဟာတရတ္တခဗျာများကိုကိုရင်ဘွားမှာဤဒီတို့ကဗမောဆရာတော်ဤဟာတရတ္တကဗျာများကိုကိုရင်ဘွားမှာနောက်ဆုံးချိန်ထိအပြီးတိုင်ဖော်ပြပြီးပါပြီသို့တော့စုံလင်ပြီးဟူ၍ကမဆိုနိုင်ပါကြံရှိနေမြေကုန်တာဖြစ်သည်စုဆောင်းရသမျှဖော်ပြခြင်းဖြစ်သည်ယခုဆက်လက်၍ဗမောဆရာတော်ဟောကြားခဲ့သောဥပမာပုံမြင်ဝတ္ထုများကိုတည်တံ့ခွဲခြား၍ဖော်ပြပါဦးမည်ဥပမာတမူဟဒီရကမကျန်တွင်ပါရှိသောဥမာပုံမြင်ဝတ္ထုစုစုတို့ကိုဖတ်ရှုလေ့လာတော့မူကြပါကုန်ဤဥပမာပုံမြင်ဝတ္ထုတို့ကိုဖော်ပြရာတွင်ခေတ်အစဉ်တိုင်းမဟုတ်ပဲအလင်းသင်လိုဖော်ပြသွားမည်ဖြစ်ပါကြောင်းဒီမှာပဲခိတ္တခဏနာပြရစီဗျာအရေးတော်ပုံအောင်တော့စစ်အာဏာရှင်မုတ်ချအဆုံးတတ်တော်မည်